မင်္ဂလာပါရှင်အခုမနှင်းပြပေးတာတွေကတော့ဓမ္မတာဟန်ချင်းလေးနဲ့ဓမ္မတာလက်စွပ်လေးဖြစ်ပါတယ်ရှင်ဓမ္မတာဆွဲကြူလေးရောပေါ့နော်ချစ်စရာလေးပါဒါလေးအကုန်လုံးဓမ္မတာလေးပါရှင်ဒါလည်းဓမ္မတာဟန်ချင်းလေးတွေဖြစ်ပါတယ်ရှင်ယောက်ျားလေးမိန်းကလေးဝတ်လို့ရတဲ့ line လေးလည်းပါတယ်နော်ဓမ္မတာဟန်ချင်းစတိုင်အသစ်တွေအများကြီးရောက်ပါတယ်ရှင်လက်စွပ်လေးလည်းဓမ္မတာဟန်ချင်းတွေအားလုံးလည်းဓမ္မတာလေးတွေပါရှင်အသေးလေးတွေကြီးကြီးကြိုက်လားတီးတီးကြိုက်လားเนาะ MC ပြားလေးတွေလည်းရပါတယ်ရှင်ဓမ္မတာဟန်ချင်းလေးတွေပါကျိုင်းနဲ့တက်တာလေးတွေတွေ့ရင်အားပေးလို့ရပါတယ်ရှင်အကုန်နှတာเนาะဖဲပွင့်လေးတွေရောဒီမှာလေးရေပွဲဥကျိုးလေးတွေဘောလုံးလေးတွေ MC line အကျစ်လေးတွေနဲ့တန်ကျိုး line လေးတွေเนาะလက်စွပ်လေးလည်းတအားလှတယ်ရှင်ဒီဇိုင်းအစုံအလင်ရပါပြီအသစ်တွေမှာအများကြီးရောက်တယ်เนาะကဲကျိုင်းနဲ့တက်တဲ့ဒီဇိုင်းလေးတွေတွေ့ရင်အားပေးလို့ရပါပြီရှင်လက်စွပ်လေးတဲ့တမတ်သားပဲเนาะဒီဟန်ချင်းလေးဒေါ်လာပြားဟန်ချင်းလေးတအားလှတယ်เนาะတန်ကျိုးလိုင်းအစိတ်လေးကိုမှဒေါ်လာပြားလေးတွေတည်ထားတဲ့ဒီဇိုင်းလေးပါရှင်3ယောက်ရမယ်เนาะ3ခုရှိတယ်